ဝိုင်းလက်ချစ်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဖတ်ပြနေတဲ့စာရေးဆရာချွန်းချစ်ချိုးချန်ရဲ့အထူးကောင်းမှဆိုတဲ့ဝတ္ထုလေးကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်အခန်း30ကိုလေးနဲ့မင်းထန်တို့အချစ်ခီကတာယာဖြောင်ပြူးနေခဲ့ပါပြီလူတစုအားကြတဲ့အထိချစ်စရာကောင်းတဲ့ဇုံတွဲလေးအဖြစ်လဲသိကြပါတယ်အားပေးနေတယ်သဘောကျတယ်နော်လို့ဆိုပြီးဝမ်းမန်းတသာလာပြောချသူတွေလည်းရှိပါတယ်ကိုလေးတယောက်တည်တဲ့အချစ်ဆိုတာနားလည်ပေးရခြင်းအလိုက်တသိကျူးဆိုင်ပေးရခြင်းပါပဲတဲ့အရှိမထားခဲ့တဲ့ကောင်မလေးကြီးသားတွေအပေါ်ဘလို့မှအလိုက်မသိတတ်တဲ့သူကမင်းထန်တဲ့တွေ့မှဂယူတဆိုင်အလိုက်သိပေးရခြင်းဆိုတဲ့ကျင့်ဝတ်ကိုစောင့်စည်းခဲ့ပါတယ်တဲ့မင်းထန်တည်တဲ့အချစ်ဆိုတာတော့စောင့်စားရခြင်းပါပဲတဲ့မင်းထန်ရဲ့မေးစေးလေးတွေကကိုလေးအတွေ့အထီးကျင်ဆုံးအကိုင်ကျင်ဆုံးနေရာဖြစ်ပြီးသူ့ကိုရင်ကုန်ထဲမှာထားပြီးထွေးပွေ့ထားတဲ့အခိုက်တန်ကကိုလေးတယောက်အတွေ့ပျော်ရွှင်ရဆုံးအချိန်ပါပဲတဲ့ကိုလေးရဲ့သွားတွေနဲ့သူ့ရဲ့လက်မောင်းကျွတ်သားတွေကမင်းထန်အတွေ့ကြည့်ကောင်းတဲ့နေရာတွေပါတဲ့ကိုလေးစီကနေရတဲ့ကိုသင်းနှံ့လေးကိုလည်းကြိုက်ပါတယ်တဲ့သူခဏခဏပြောတတ်တဲ့ချစ်တယ်ဆိုတဲ့စကားသံလေးကိုကြားရတဲ့အချိန်ကအပျော်ရွှင်ရဆုံးအခိုက်အတန့်ပါပဲတဲ့ညီကိုအလုံနာတဲ့ရေလေးဆိုင်ကပတ်စီမလို့ညီလိုက်ချင်လားဟုတ်လိုက်မယ်လေဒါမှဖြည်းဖြည်းမောင်းတော့အကျုံနှံ့တွေဓာတ်စီဒီဇယ်နှံ့တွေနဲ့ဝေးရာစကိုင်းတရာကြီးစီကိုထွက်ခဲ့ကြပါတယ်အချိန်ကညမိုးချုပ်ခဲ့ပါပြီဆိုင်ကယ်လေးကိုလမ်းဘေးမှာချရပြီးအေယာမြစ်ပြင်ကိုတလဲမီးရောင်တွေထိန်းနေတဲ့စကိုင်းတရာကြီးကိုတလဲမန္တလေးမြို့ကြီးကိုတလဲကြည့်ရင်စိတ်ထဲမှာကြည်နူးမိပါတယ်အေယာမြစ်ပြင်ကနေတိုက်ခတ်လာတဲ့လေပြေကြောင့်အေးမြမြအထီတွေနဲ့လက်ဆက်တဲ့ခံစားမှုကိုပါရပါတယ်ပါလာတဲ့ဖြိုရီဘူးလေးတွေကိုဖောက်တော့ရင်မင်းထန်ရဲ့ဖုံးလေးညီးလာပါတယ်မင်းထန်ငါတို့မျိုးမရက်ကိုထဲဇာဖို့တော့ကြည့်မလို့မင်းလဲလိုက်မှာစို့အခုပဲမှာတော့မင်းအေးလိုက်မှာစောင်းငါပြန်ခဲ့တော့မှာနော်တေချာဆောင်အောင်နော်ကိုလေးကိုလိုက်ဖို့မယ်အတူသွားရအောင်ဟိုရောက်တော့ပွဲစည်းတဲ့ရှောက်သွားကြရင်ပင်လေဓမြစီခဲ့ကြပါတယ်ဖိုးရွှေအောက်ချင်းလေးကအစကတော့ဗလနဲ့ဇနဲ့ကြောက်ဖို့မပေါ်ပါဘူးဒါပေမဲ့အချိန်ရလာတဲ့အချိန်မှာတော့သူအော်ဟစ်ပါတော့တယ်ဟူးသူ့ကိုဖက်ပြီးတအားအော်နေတဲ့မင်းတန်ကိုကြည့်ပြီးကိုလေးကပြုံးနေပါတယ်ဘယ်ဒီအောင်ပြုံးလဲဆိုရင်ပင်လေဓမြဆက်ရတော့တဲ့အထိပါပဲကိုလေးဘာလို့လူကြည့်ပြီးပြုံးနေရလဲညီရဲ့ပုံစံလေးကိုချစ်လို့လေမတက်စရာကြီးအဲ့လိုမကြည့်နဲ့လူဝါစားတော့မလို့နဲ့ပြီးတဲ့နောက်ပွဲစည်းပြင်ဘက်ကထရီတိုင်ကိုရောက်သွားကြပါတယ်ထရီတိုင်နဲ့ဝင်ပြီးထရီလေးမြူလာသူတို့တောက်ဖြစ်ကြပါတယ်လေကျုပ်ကင်နဲ့ထရီနဲ့ကတောက်လို့ကောင်းတော့မင်းထန်ပါကြောင့်ရင်မသိတခုတ်ပြီးတခွက်ဆက်တောက်လိုက်ပါတယ်ဒီလိုဆက်တောက်လိုက်တော့လူကမူရိပ်ဖြစ်လာပြီးညီတော်တော့ဘာလက်ကိုလေဘာဖြစ်ချင်တာလဲညီမူးနေပြီလေတော်တော့လို့ခုတ်ကိုလူယူတော့သူကငိုယူပြီးကြည်ကြလာပါတယ်တော်ပြီလို့ညီစတော့ချင်နေတယ်ကိုလေညီမယောက်တောက်မှာဒီလိုနဲ့သူတစ်ခုပြီးတစ်ခုဆက်တော့ရင်မူးလာတော့អော်ပါတယ်ကိုလေးကျွန်တော်ခမားကိုဒီဇင်ဘာ29မှာအဖြစ်ပေးမယ်ဗျာသူတော့ပတ်ဝန်းကျင်ကလူတွေကသူ့ကိုကြောင်စီစီနဲ့ကြည့်နေကြပါတယ်ဇပွဲထဲရောက်တော့လဲကောက်လိုက်တာဆိုတာကိုယ်ကောက်နေတာပါပဲကိုလေးတယောက်မှသူပြောနေရလေးကိုကြည့်ပြီးကျဉ်းနေမိပါတယ်ညီဒီလိုပြောနေရလေးကိုပဲကိုအသက်ထဆုံးမြင်ပါစေမင်းတမတော်ဇက်စင်ဘော်ကအဆူရှင်နဲ့အတူတချင်းတွေလိုက်ဆိုလိုက်ခုံလိုက်ကောက်လိုက်နဲ့လောကကြီးကိုလေးဟာနယ်ထဲမှာထည့်ထားလို့
ကိုမကောင်းဘူးဒါဟာဆိုးတယ်နေရနာလေခွန်လို့ပါတယ်ဆိုးတယ်ကိုမကောင်းဘူးဒါဟာဆိုးတယ်နေရနာလေခွန်လို့ပါတယ်ဆိုးတယ် အခန်းစစ်တဲ့ဟယ်လိုညီဗီဒီယိုကောဖွင့်လေဖွင့်ကိုင်းမှဖွင့်လာတော့ပေါ်လာပါပြီငမူးလေးရဲ့မျက်နှာညီညောင်းပြီးကြိုက်ခဲနေရပဲဗျာခေါင်းနေလည်းမူးနေညောင်းမှာပေါ့ညီတောက်တာများတယ်အချိန်ကြာကြီးလဲကထားသေးတာဟုတ်ညီနောက်ကိုမပါပဲအဲ့လိုအများကြီးမတောက်အောင်နော်ဘာလို့လဲညီကမူပြီးရင်တောင်ပြောမြောက်ပြောသေးတာဘာပြောလို့လဲညီပြောတာညီအခုမှမိတယ်ညီဘာမှပြောတကယ်မှမိရပေါ့လေဒါဆိုဒီနေ့ဒီဇင်ဘာ29ရက်နော်ညီအဲ့ဒီညာကဒီဇင်ဘာ29ရက်နေ့မှာကိုအဖြစ်ပေးမယ်လို့អော်ခဲ့တယ်တော့ပြောမိလို့လားညီပဲညီပြောရင်ညီမှတ်မိရဆိုမင်းတန်ကရှစ်လာပြီးအနီးနားကခေါင်းကြီးကိုယူပြီးမျက်နှာကိုကွယ်လိုက်ပါတယ်ညီကိုလေးကိုချစ်တယ်ဘာအခုမကြလိုက်ရဘူးညီဘာလို့မျက်နှာကြီးကိုခေါင်းနဲ့ကွယ်ထားရတာလဲပြန်ပြောပါဦးညီရဲ့အာမသိတော့ဘူးဒါပဲညီဟောဗျာဒီကောင်စိုးလေးရတော့ချစ်စရာလေးကွာအဖြေပေးပြီးရဲ့နောက်သူနဲ့ကိုလေးတယောက်နဲ့ပျော်ပျော်ရွှင်ရွှင်နဲ့နေ့ရက်တိုင်းကိုဖြတ်တန်းလာခဲ့ရပါတယ်ကိုလေးညီအခုတလောမောင်ရန်တတိရတာပဲညီဘာလို့မာလို့ရှိတဲ့အိမ်ကိုပြန်အောင်မယ်ခွန်လည်းတင်ထားတယ်ဟုတ်ပါရဲ့သူဒီရောက်တာ2နှစ်ကျော်ခဲ့ပြီလေသူ့ဖေနဲ့သူ့မိကိုတတိယလောက်ရောပေါ့အကြာကြီးနေမလားညီဘာလို့မာလို့အလွမ်းပြေတဲ့ထီတော့နေရမှာပေါ့ကိုကတော့လွမ်းနေရတော့မှာပဲဗျာပုံစံကနေမကြဖုံးလာပြောဦးနော်တောင်စလတ်မြေကိုပြန်ရမယ့်အောက်ချင်းလေးရဲ့အိမ်မြန်ခီးကတော့နှင်းတွေခြုံထားပါတယ်တောင်တန်းတွေကမင်းထံကိုပွေးဖဲကြိုဆိုကြပါတယ်အိမ်ကိုပြန်လာရတဲ့ခံစားချက်ကလည်းရင်ထဲမှာတမျိုးကြီးပါပဲအိမ်ရှိရောက်တဲ့အထိတခုခုကိုလိုနေသလိုခံစားနေရပါတယ်အရင်တော့ကပျော်စရာကောင်းတဲ့ဒီမြေကသူ့အတွက်ဒစိမ့်ဆန်လိုသလိုဘာလိုဖြစ်နေပါတယ်အင်းကလည်းပေါက်တီပွန်းလို့ဘာမာယေမာမရှိကြပါလားအပကိုရောအမားကိုပါမတွေ့တော့ဝမ်းနဲ့လာပါတယ်ဖနာချွတ်မှလည်းဖနာတရားမှမရှိအိမ်ပြခတ်မှလည်းလူရိပ်မငင်မာယေမင်းထပ်မြန်လာတယ်မာဟုတ်လွမ်းလို့မာယေကောမကြတဲ့အပြင်ရှာလဲမတွေ့တော့မျက်ရည်ပါဝဲကျင်လာပါတယ်ဒါနဲ့ပဲအိမ်မှာရှိတဲ့အခန်းတွေအကုန်လုံးကိုဖွင့်ကြည့်မိပါတယ်မာအိတ်ခန်းထဲမှာမာကခွခွလေးအိတ်လျက်မာဘာဖြစ်တာလဲမာတာမင်းတာရှေမာတောင်းတဲ့ရေကိုယူပေးပြီးနောက်မင်းတန်ကမားနေမကောင်းဘူးဆိုတာသိတဲ့နောက်ချက်ချင်းပဲဟာခါတော်ဖို့ပြင်ရပါတယ်အသင်းတော်ကတာဝန်ရှိသူထံသွားပြီးတော့ကငှားရပါတယ်စိတ်ထဲမှာလည်းအတော်ကိုထူးပူသွားခဲ့ပါတယ်ဟာခါစီယုံမရောက်မချင်းဖရားရဲ့ကျေးဇူးတော်တွေကိုအောင်းမေးလျက်အပြစ်တွေရှိကခွန့်လွတ်ပေးဖို့လည်းအချိန်ချင်းတောင်းမှလေချေမကင်မီလက်မကင်မီအယူမီဝိုင်းဖြစ်နေရှာပါတယ်ကူရမဲကေရမဲကောင်လေးတယောက်အနေနဲ့ဒီလိုအခြေအနေမှာဘာကုမှသတိမရနိုင်ပါစေးရုံလူနာဆောင်နေရာမှာထိုင်လျက်တခုခုကိုစိုးရိမ်နေတဲ့အောင်တွေးပြီးတော့ဝမ်းနဲ့နေမိပါတယ်မောင်လေးမင်းထန်မမီတိတ်ကြီးစိတ်ပူပါနဲ့တောင်ပေါ်ကမိခင်နေရဒီလိုပဲ
ကိုဝင်ဆောင်တဲ့အခါကျရင်လေကလေးအနေထားမှန်မှန်မှန်အနေထားမှန်မှန်မှန်မကြည့်ဘူးကလေးအနေထားမှန်မှန်မှန်မသိပဲအရာလက်တဲ့နဲ့မရမကမွေကြတော့ဒီလိုနောက်ဆက်တွဲတွေဖြစ်ကြတာဒီလိုလှုပ်လိုက်တော့တအူးမှာပဲဒီလိုမရမကမွေတော့လေအတငယ်အင်အားထိတ်မရပဲဖြစ်တော့တာအမမင်းမေကိုတာဖွားမိရသမားတို့နဲ့အပီဒီချာလေးကြည့်ခိုင်းထားတယ်အဆင်ပြေတော့မှာပါမမီကျွန်တော်ပြန်လာလို့ပဲတိုးသေးရဲ့အိမ်မှာမာတယောက်တည်းပါလည်းမရှိဘူးအဆင်ပြေမှာပါမောင်လေးရဲ့နောက်နေ့မနေ့ရောက်တော့ဟာခါကနေရွာကိုပြန်ခဲ့ကြရပါတော့တယ်တော်သေးတာပေါ့မမကြီးကြီးမမမဖြစ်တာမင်းတန်နဲ့မာရိုစေကန်းပြပြီးအိမ်ကိုရောက်တာ4 ရက်ကျော်ကြာခဲ့ပါပြီအပါခုထိပြန်မလာသေးပါအပါဘာဖြစ်နေရလဲအပါဘယ်ဒီသွားနေရလဲအခန်းစနေဒီနေ့နဲ့ဆိုသူပြန်သွားတာတပတ်ရှိခဲ့ပါပြီဖုန်းလဲမလာသူ့သတင်းလဲမကြားတော့လူမာနေရခက်ချေပြီနေရခက်တဲ့စိတ်ကြောင့်အိမ်မပြောစမဝင်ဒါနဲ့ပဲမဆိုင်မတွားကားငှားပြီးတော့ချင်းတောင်ကိုလိုက်ရကြပြီသူပြန်မလာတော့ဘူးလို့တွေ့ရင်ကိုကလိုက်ရတာပေါ့ကိုကြီးကားခဏရပ်ပေးပါဦးလွိုင်းလင်းတောင်တက်မှာပလိုင်းနဲ့ဦးလေးတယောက်ကိုတွေ့ရပါတယ်ဦးလေးဘယ်သွားမလို့လဲလာကျွန်တော်တို့နဲ့တူလိုက်ခဲ့ပါလားဗျပလိုင်းနဲ့ဦးလေးကအသာတကြီးလိုက်လာခဲ့ပါတယ်ကားပေါ်ရောက်တော့မှထိုဦးလေးကိုစကားသမီးပြောကြည့်ရပါတယ်သူကသူမိမအတွေ့ဒေါ်ရဲကိုနာစေးကမုံစီးမြက်သွားရှာတာဖြစ်ပြီး10 ရက်ကြာနေခဲ့ပြီလို့ပြောပါတယ်သူမိမအတွေ့သူစိတ်ပူနေပြီဖြစ်တဲ့အကြောင်းလည်းပြောလာတော့ကိုလေးတယောက်ကိုချင်းစာမိပါတယ်တခေါ်လောက်မောင်ပြီးရဲ့နောက်မှာတော့ထိုဦးလေးအိမ်ကိုရောက်ပါတယ်လာဟေးဦးလေးအိမ်ကိုနားကြအောင်မိုင်းကိုပြန်လာပြီအာဘာအဲ့ဒီတွေပါလာတာကိုလာမာကအသားကင်နဲ့ရင်နွေးချမ်းနဲ့ချပေးပြီးအစာပြေသားဖို့ကောင်းညင်းလဲကျွေးပါတယ်ပါထွက်သွားပြီးနောက်ရဲ့သားလေးပြန်ရောက်လာတယ်မာတို့ဟာခါစေးုံသွားပြီးစိတ်ကူကြသေးတယ်ဟိုမှာကိုစမောင်သမီးမိနဲ့တွေ့ခဲ့တယ်အေးဟုတ်သလားကိုစမောင်ကိုလည်းတားတဲ့ဟေးမြေပြန်ပြီးကြတဲ့ကတစ်ခေါက်ကိုရောက်မလာတာဒါနဲ့လူလေးတို့ကဘယ်ကိုသွားကြမလဲအော်ဦးလေးဒေါ်လေးကျွန်တော်ကအခုနာကပြောနေတဲ့ဦးစမောင်ရဲ့သားပါဒီဖုန်းထဲကညီလေးရွာပြန်သွားလို့လိုက်ခဲ့ကြတာလေဖုန်းထဲကနေပုံလေးထုတ်ပြတော့ဘာယောမားပါအံအားတင်သွားကြပြီဒါမားတို့သားလေးသူအသင်းတော်ခဏသွားတာတိုက်ဆိုင်လိုက်တာကွယ်မင်းကကိုစမောင်တို့အမကြီးတို့ရဲ့သားပေါ့မင်းမရောအမကြီးငါအမရောနေကောင်းရဲ့လားဟုတ်နေကောင်းပါရဲ့ဗျာအမေနေကောင်းပါတယ်ဒါနဲ့အရင်ကအိမ်မဟုတ်ပါလားအရင်ကအိမ်ကတောင်ပြိုတော့လေအဲ့ဒါဒီဘက်ရွှေ့ခဲ့ရတာသားတောင်တော်အရွယ်ရောက်လာပြီပဲဒါနဲ့ပဲသူမရှိတော့မားနဲ့ပါထန်သူနဲ့ကြိုက်နေတဲ့အကြောင်းသူ့ကိုချစ်မိသွားတဲ့အကြောင်းပြောလိုက်ပါတယ်ပါမားကိုချစ်တယ်လို့ကျွန်တော်ညီကိုချစ်တယ်ကျွန်တော်ညီနဲ့တသက်လုံးနေခြင်းနဲ့ဘာလို့သဘောတူမလားမတူဘူးလားတော့မသိဘူးညီကိုတသက်လုံးပြောင်းထားမယ်လို့လည်းကတိပေးပါတယ်မာကတော့သဘောကျနေရန်ရှိပြီးဘာကတော့ဘာမှမပြောသေးပဲစဉ်းစားနေပါတယ်ခရီးကရောက်ချင်းမဆိုင်မတွားပြောမိတယ်လို့ဖြစ်သွားတော့ကိုလီတယောက်ဘာကိုအားနာသွားပါတယ်တကယ်ဆိုတညလောက်အိပ်ပြီးမှဘာကိုပြောပြတင်တာခွန်တောင်းတင်တာပေါ့လေဒီလိုစကားမျိုးကိုလောလောလတ်လတ်ပြောသိရဲ့လားလို့လည်းသူမတွေးမိခဲ့ပါဘူးအခုတော့မှားသွားပြီလားလို့တွေးရင်ဘာထံထွက်လာမဲ့စကားတချို့ကိုဆိုင်းငင့်နေမိပါတယ်ဘာကတော့စိတ်လိတ်တူကြီးကိုအန်ခဲပြီးတော့တခုခုကိုစဉ်းစားနေတဲ့အအောင်ရှိပါတယ်တပြင်းတစ်ခါချပြီးမှဘာကသူ့ကိုတည်တည်ချာချာစိုက်ကြည့်ပါတယ်မင်းတို့ချစ်ကိုဘာမကန်ကောပါဘူးကွယ်
သားလေးလည်းပြောမယ်ဆိုရင်ပါကျင်တတ်ပါတယ်တောင်ပေါ်ဒေသကပါတယောက်ထံကနေဒီလိုစကားမျိုးထွက်လာလိမ့်မယ်လို့ကိုလေးတယောက်ဘယ်လို့မှထင်မထားခဲ့ပါဘူးအကောင်းဆုံးအဖြေကိုရခဲ့တဲ့အတွက်ပါကိုတအားကျေးဇူးတင်သွားပါတယ်အခန်း73မားရဲ့ကျမ်းမာရေးသိချရတဲ့အခါမင်းတန်တို့မန်လေးကိုပြန်ခဲ့ကြပါတယ်။ပါနဲ့မားရဲ့ရေရှည်ကျမ်းမာရေးအတွက်ကိုတော့မမီကိုပဲအပ်ခဲ့ကြရတာပါ။ဟာခါနဲ့မဝေးတဲ့ရွာလေးအတွက်မမီကသူကိုယ်တိုင်သွားပြီးတော့ဂယုစိုက်ပေးမယ်လို့ဆိုလိုပါတယ်။မမီကလည်းသူတို့နှစ်ဦးကိုအရင်ကတည်းကသဘောတူပြီးသားလေ။ဒီတော့သူတို့နှစ်ယောက်ရှိရေးအတွက်မမီကူညီနိုင်တာကိုကူညီမယ်လို့ပြောလာပါတယ်။ဟယ်လိုမင်းတန်မင်းတန်မဟုတ်ဘူးလားငါကဘာလဲအမလေးလန့်လိုက်တာစီစားကြောင်မင်းကဘာလို့သူ့အကောင့်ဝင်သုံးနေရလဲမင်းရုပ်ကြီးပိတ်စမ်းမှာကွာငါဖုန်းကောပဲပြောမယ်ဒါကငါချစ်လေးအကောင့်လေအကောက်ကြံနေတဲ့မိသားတွေကိုဝင်ရှင်းမလို့တင်မထားဘူးငါတငယ်ချင်းလေဘလို့ပုံစံခွန်းနဲ့ရေးသားဖြစ်သွားရကိုမသိဘူးဒီလိုပုံစံခွန်းနဲ့ဆိုရင်တော့သူအနေထိုင်ခက်ရှာမှာဟေးငါကပုံစံခွန်းမဟုတ်ပါဘူးဘဘူးဆရာပါဟာကိုလူချင်းတဲ့ချစ်သူကိုကိုယ်တိုင်ထုစစ်ထားတာဟုတ်ပါရဲ့အထူးကောင်းသူကြီးရဲ့အေးဟုတ်တယ်ငါကအထူးကောင်းသူကြီးဒါနဲ့ဘာကိစ္စရှိလို့လဲဖုန်းခေါ်တာလေသူဆောင်မွေးအောင်နေလို့ပြောမလို့တကယ်လားညီမင်းထန်ညီဆောင်မွေးအောင်မီးတဲ့ကွာပြောဆူဆူနဲ့မင်းထန်ကိုဖစ်နှံပြီးမချီလိုက်ပါတယ်ဆောင်မွေးအောင်နေဆိုတော့ဂုံပြူပေးရမယ်ကိုချစ်သူလေးကိုဒီနေ့ဆောင်မွေးအောင်တာဆိုတော့ငါဖုန်းမချသေးဘူးလေအမလေးဗျာတကယ်တည်းမှာပဲအားကြနေရင်ကိုယ်တိုင်ထုစစ်ငခန့်ရေးဒါပဲဖုန်းချပြီးမင်းထန်ကိုနမ်းလိုက်ပါတယ်ညီမင်းထန်ကကိုလေးခေါ်တန်ကိုအလိုက်တသည်ကိုလေးကိုပြန်နမ်းလိုက်ပါတယ်ညီကိုရိုလက်ထပ်ကြရအောင်ကွာနှစ်ဖက်မိဘကြီးလဲကိုရိုသဘောတူနေရပဲကိုအမြန်ဆုံးလက်ထပ်ကုန်ပေးနော်ခမညာအလိုကျူတင်စီစဉ်ထားတာမလားစီစဉ်ထားတာမဟုတ်ပါဘူးချစ်ရထုစစ်ထားတာပါကိုကအထူးကောင်းသူကြီးလေအခန်းလေးထဲအတွင်းချစ်သူနှစ်ဦးရဲ့ရေသံတွေပြန်လွန်သွားပါတော့တယ်မိုးကောင်းငင်မှာလည်းရောင်စုံတက်တန့်တစ်ခုကလှပကိုညက်စွာတည်ရှိနေပါတယ်အချစ်ကိုချိုးချံချွေတာနိုင်ကြပါသည်ချွန်းချစ်ချိုးချံဝိုင်းလန်းစာရေးစရာချွန်းချစ်ချိုးချံရဲ့အထူးကောင်းမှဆိုတဲ့ဝတ္ထုကိုဖတ်ပြလုပ်ပြီးပါခင်ဗျာဇာတ်အင်ကောင်းတဲ့ဒီဝတ္ထုလေးကိုနားထောင်ပြီးတော့ကြည်နူးကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာရှင်လန်းကြပါစေ